ရမလားကားတွေကတခါလေထူးထူးဆန်းဆန်းအတန်တမီတာတော့တွန်းလာတာတော့ဆိုတာတကယ်တော့သူတို့ကတခုခုပြောပြဖို့စူးစမ်းနေရတယ်တူတူပါမယ်ဒီနေ့တော့အဲ့ဒီဘာသာစကားကိုဘယ်လိုနားလည်ရမလဲအထူးသဖြင့် CV join ပြတ်တော်မယ်ဆိုရင်ဘယ်လိုလက္ခဏာတွေပြတတ်လဲဆိုတာကိုအတူတူလေ့လာကြည့်ရအောင်ကားမောင်းသွားနေရင်လည်းရုပ်တရက်ထူးဆန်းတဲ့တုံခါမှုတစ်ခုခန်းစားလိုက်ရတာမျိုးဒါမှမဟုတ်မကြားဘူးတဲ့အတန်တစ်ခုထွက်လာတာမျိုးကြုံမှုကြမှာပါအဲ့ဒီခါကျရင်ဒါဘာသာကြီးလဲဆိုပြီးတွေးမိကြတယ်ဟုတ်အဲ့ဒါကကားမောင်းသူတန်းလိုကြုံရတဲ့စိုးရင်စီလီတစ်ခုပါဒီနေ့တော့အဲ့ဒီမေခွန်ရဲ့အဖြစ်ကိုရှာကြည့်ကြပါကဲ happy အဲ့ဒီလိုထူးဆန်းတဲ့အတန်ဒီရဲ့နောက်ွယ်ကတရားခံကဘယ်သူဖြစ်မလဲညာစောအဖြစ်တော့ CV join ဆိုတဲ့ဖက်စီလေးပါပဲနာမည်ကတော့နည်းနည်းနားတဲ့ဆိုင်းနေမယ်ခဏနေပါအောင်သူကဘယ်လောက်အရေးပါလဲဆိုတာကိုရှင်းရှင်းလင်းလင်းသိသွားစေရမယ်အဲ့တော့ဒီ CV join ဆိုတာကဘာအလုပ်လို့လဲသူ့ကိုကားရဲ့ excel လက်တံအတွက်အရန်ကိုပျော့ပြောင်းတဲ့လက်ကောက်ဝတ်တစ်ခုလိုမြင်ကြည့်လိုက်ပါသူရှိနေလို့ဒါဘီတွေကလွတ်လာကွေလို့ရတယ်လမ်းပေါ်ကချွင်းခွက်တေးပေါ်ဖျက်မောင်းတဲ့အခါအပေါ်အောက်လှုပ်ရှားလို့ရတယ်အဲ့လိုလှုပ်ရှားနေကြမှာတော့ engine က power ကို BC အဆက်မဖြတ်ရောက်နေအောင်လုပ်ပေးတာသူ့အလုပ်ပဲလေတော်ရေးကြည့်ရမို့လားကဲအခုကြောက်သွားအောင်ပြောနေတာတော့မဟုတ်ဘူးနော်တရင်ကောင်းတစ်ခုရှိပါတယ်အဲ့ဒါမှဘာလဲဆိုတော့ CV join တစ်ခုကရုပ်တရက်ကြီးဘုံစုပြတ်သွားတာမျိုးလုံးဝမရှိသလို့ရှားပါတယ်သူကမပြတ်ချင်းမှာသတိပေးလက္ခဏာတွေအများကြီးပြတတ်တယ်ဒါကြောင့်ဒါကိုသိထားခြင်းကကားရဲ့ဘာသာစကားကိုနားလည်ပြီးပြဿနာကိုစိုးစိုးစီးစီးဖြေရှင်းနိုင်ဖို့ပါပဲဟုတ်ပြီပထမဆုံးစောပိုင်းအဆင့်လေးတွေကနေဆက်လိုက်ကြအောင်ဒါတွေကိုကားကနေလာတဲ့တော်တော်လေးကပ်ပြောတဲ့တန်လေးလို့သဘောထားကြည့်အောင်တခုခုတော့လွဲနေပြီဆိုတော့အရန်ကိုတိမ်မွေးတဲ့အရေးအမွေလေးတွေပေါ့ပထမဆုံးခန်းစားမိနိုင်တာကဘာလဲဆိုတော့စတီးရတဲ့မှာတုံခါမှုတေးသေးလေးခန်းစားရတာပါတကယ်သေးသေးလေးတုံတာဒီလားအရှိန်ဖြစ်မောင်းတဲ့အခါမျိုးကြမှာတတိထားမိမှာဒါပေမဲ့အချင်းကြလာတာနဲ့အမျှအဲ့ဒီတုံခါမှုကပိုပြီးတိထားလာပါလိမ့်မယ်ပြီးတော့အတန်ကခုလည်းကြားရနိုင်တယ်ကားအောက်ပိုင်းကနေလာတဲ့ညီးတန်တဲလေးပါအကောင်းဆုံးဥမာပေးရရင်6တွေ့နေတဲ့နှွေးရဒီလမ်းပေါ်မှာစောင်းသွင်းသုံးတားရည်နဲ့မောင်းနေတယ်လို့မျိုးအတန်အဲ့လိုတိုးလေးနဲ့တောက်လျှောက်မီးနေတဲ့အတန်မျိုးပေါ့နောက်ထပ်တိုင်းငွေတဲ့လက္ခဏာတစ်ခုကတော့ကားမောင်းရတာနည်းနည်းဆက်နေတယ်လို့ခံစားရတာပါအရှိန်နည်းနည်းနဲ့မောင်းနေသေးဖြစ်စေအရှိန်များများနဲ့မောင်းနေသေးဖြစ်စေအဲ့လိုခံစားရနိုင်ပါတယ်ဒါကနည်းနည်းတော့ခေါင်းရှုပ်စေတယ်ဘာလို့လဲဆိုတော့တော်တော်များများကတာယာပြဿနာဒါမှမဟုတ် alignment မမှန်တာနဲ့မာတတ်ကြလို့ပဲအဲ့လာကအရိကချက်ပဲလေဟုတ်တယ်မလားဒီမှာပြောထားသလိုပဲဒီစောပိုင်းလက္ခဏာတွေကတခြားပြဿနာတစ်ခုခုနဲ့မာယွင်ပြီးအတိတ်ပဲကောက်ဖို့အញ្ញလွယ်ပါတယ်ဒါကြောင့်လဲသူတို့ကိုတိုးလေးကပ်ပြောတဲ့အတန်ဒီလို့ပြောတာပေါ့သတိမထားမိပဲကြော်သွားဖို့လွယ်တယ်လीကဲအဲ့ဒီတိုးလေးပြောတဲ့အတန်ဒီကိုဒါဂယူးမဆိုင်မိခင်ကားကစားပြီးပြောပါတော့မယ်ဒီစင်ကတော့လုံးဝကိုလီလူရှုဖို့ခက်ခဲတဲ့တဲလွန်စီလိုပါပဲဒါကတော့အဓိကလက္ခဏာကြီးပဲအသေးချဆုံးလက္ခဏာပေါ့ steering ကိုကားပါကင်ထိုးသလိုမျိုးအဆုံးထိချိုးလိုက်တဲ့အခါ click ဆိုတဲ့စူးရှားတဲ့အတန်မျိုးကြားရပါလိမ့်မယ်တခါတလေ chick လိုက်တယ်လို့အတန်မျိုးတော့ထွက်တယ်အဲ့ဒီအတန်ကြားပြီဆိုရင်တော့သိကြပြီ CV join ကစကားပြောနေတာပဲနောက်ထပ်အော်ပြောတဲ့လက္ခဏာတစ်ခုကတော့တတူခောက်တန်းပါကားရှေ့အောက်ပိုင်းကနေလာတာပါတယောက်ကတန်ချောင်းနဲ့ချောင်းကိုတူခောက်နေသလိုတောက်ဆိုတဲ့အတန်းမျိုးပေါ့အစပိုင်းမှာတော့တူလေးပဲဒါပေမဲ့အချင်းကြလာနဲ့အမျှပိုပြီးကြေလာပါလိမ့်မယ်ကဲအခုထိကတော့ခန်းစားမှုနဲ့အတန်ပိုင်းဆိုင်ရာလက္ခဏာတွေကိုပြောခဲ့ပြီးပြီဒါဆိုဒီပြဿနာကိုမျက်စိနဲ့ရောမြင်နိုင်တဲ့နည်းလမ်းရှိလားရှိတာပေါ့ဒါကိုအစီစစ်စဲနီးလို့ခေါ်ပြီးတော်တော်လေးလွယ်ပါတယ်ဘီနာတဝိုက်မှာ CV boot လို့ခေါ်တဲ့ယာပါအဖုံးလေးရှိတယ်ပုံမှန်ဆိုရင်သူကတန်ရှင်းပြီး6တွဲနေရမှာဒါပေမဲ့ပြဿနာရှိနေပြီဆိုရင်တော့အဲ့ဒီယာပါအဖုံးလေးစွတ်တဲနေတာဒါမှမဟုတ်အနက်ရောင်အစီခဲတွေပေးကြနေတာကိုတွေ့ရပါလိမ့်မယ်အခြေအနေတော်တော်ဆိုးနေရင်အဲ့ဒီအစီတွေကတာယာရဲ့အတွင်းဘက်ချအထိတောင်လွင့်ဆင်းနေတာကိုတွေ့နိုင်ပါတယ်ဒါကတော့ညင်းလို့မရတဲ့တက်တွေပါပဲအခုတော့နောက်ဆုံးဆင့်ကိုရောက်လာပါပြီဒါတွေကတိုးလေးပြောတာအော်ပြောတာတွေမဟုတ်တော့ဘူးကားရဲ့နောက်ဆုံးအော်ဟစ်တန်ဒီပါတကယ့်ကို NDA ရှိတဲ့အခြေအနေကိုရောက်လာပါပြီဒီမှာကွာခြားချက်ကိုတစ်ချက်ကြည့်လိုက်အောင်ကောင်းမွန်နေတဲ့ကားတစ်စီးကစတီရီယင်ကိုချောမွေ့ချင်းချုပ်နိုင်တယ်ဒီနောက်ဆုံးဆင့်မှာတော့စတီရီယင်ကပြင်းထန်ဆောင်ဆွေးနေပါပြီဒါကတော်တော်ကြီးကိုထိတက်ထင်ရှားရဲ့ကွာခြားချက်ပါဆိုလိုတာကကားကွေ့ဖို့ကြိုးစားတဲ့အခါစတီရီယင်ကဘဲညာကိုအရှိန်နဲ့ဆောင်ဆွဲနေတာမျိုးပါဒါကကားကိုထိန်းချုပ်ဖို့အရန်ကိုခက်ခဲစေတယ်ဒါဟာထိန်းချုပ်နိုင်စွမ်းဆုံးရှုံးနေပြီဆိုတဲ့ရှင်းလင်းတဲ့အချက်ပြဦးပါပဲပြီးတော့အတန်ကကျယ်လောင်တဲ့တထုကြိတ်တန်ကြီးပါဖတ်ဖို့တဲ့ဖော်ပြချက်တစ်ခုကတော့အယမ်းမှန်တယ်ကားအောက်မှာတစ်ခုကိုအမုံဖေးအောင်ကြိတ်ချင်းနေတယ်လို့မျိုးအတန်တဲ့ဒီတန်ကတော့ဘယ်လိုမှမားနိုင်မှာမဟုတ်ပါဘူးပြီးတော့နောက်ဆုံးလုံးဝနောက်ဆုံးအဆင့်ကတော့
B ကရုတ်တရက်ရက်သွားတာပါပဲ CB join ကအတွင်းပိုင်းမှာလုံးဝကြေမောသွားပြီးကြောက်စရာကောင်းတဲ့အော်ဟိတ်ကျိတ်ချေထမ်းတဲ့အတူ B က lock ကျသွားပါတယ်ဒါကတော့ပြင်းထန်တဲ့ပျက်စီးမှုဖြစ်ပြီးတတိပေးရဲ့အားလုံးကိုလိလိရှုခဲ့ရင်ကြုံရမယ့်အခြေအနေပါပဲဒီတော့ဒီအကြောင်းအရာဒီအားလုံးကနေဘာသင်ခန်းစာရလိုက်လဲတကယ်တော့ရိုးရိုးလေးပါပဲကိုကားပြောတာကိုနားထောင်ပါပြီးတော့စောစောစီးစီးနားထောင်ပါကဲအထူးချက်တွေကိုပြန်ပြီးခြုံကြည့်လိုက်ရအောင်ဒီမှာပြထားတဲ့ကဏ္ဍကတော်တော်အရေးကြီးပါတယ်ဒါကပထမဆုံးလက္ခဏာပြတဲ့အခြေအနေနဲ့လုံးဝပျက်စီးသွားတဲ့အထိကြားထဲမှာရှိတဲ့တတိပေးကာလအကွာအဝေးကိုကီလိုမီတာတန်းမိုင်နဲ့ပြထားတာပါဆိုလိုချင်တာကအချင်းရှိသေးတယ်ဆိုတာပါပဲစစ်ဆေးဖို့အချင်းအလွန်လောက်ရှိပါတယ်ကဲဒီချက်တွေကိုတေချာမှတ်ထားလိုက်အောင်ပထမဆုံးလက္ခဏာတွေဖြစ်တဲ့တုံကာတာနဲ့ညီးတာတွေကတတိမထားမိပဲကြော်သွားနိုင်တယ်ဒါပေမဲ့ကားကွေ့တဲ့အခါကြားရတဲ့ click click အတန်ကတော့အသေးချဆုံးသေးလွန်စားပဲမျက်စိနဲ့တက်တည်ပြခြင်းရင်ယာပါအဖုံးလေးဒါမှမဟုတ်တာယာဘော်ကအစီကိုရှာကြည့်လိုက်ပါပြီးတော့ပြင်းထန်တဲ့ဆောက်ဆွဲမှုကိုခံစားရရင်ဒါမှမဟုတ်ကြောက်စရာကောင်းတဲ့ကြိတ်တန်ကြီးကြားရရင်တော့ကားကိုချက်ချင်းရပ်ပါချက်ချင်းတော့ရေးကြီးဆုံးမှတ်ထားရမှာကဒီဖြစ်စဉ်တစ်ခုလုံးကတဖြည်းဖြည်းချလာတာသူကသတိပေးချက်တွေပေးတယ်ဆိုတာပါပဲအဲ့ဒါကအဓိကတော့ချက်ပါပဲဒီစိတ်ဖိစီးမှုတွေကုန်ကြစိတ်တွေနဲ့အနေတွေကိုရှောင်ရှားနိုင်မဲ့စွမ်းအားကကားမောင်းသူတွေလက်ထဲမှာပဲရှိနေတာပါအဓိကကအဲ့ဒီအစိုးပိုင်းသတိပေးချက်တွေကိုဖန်ဆုပ်ပြီးအခြေအနေမစိုးခင်အကူအညီရယူဖို့ပါပဲဒါကြောင့်မေခွန်းကရိုးရှင်းပါပဲကိုယ့်ရဲ့ကားကအမြဲတမ်းစကားပြောနေတာပါတကယ်မေခွန်းကတော့ကျွန်တော်တို့ကတော့နားထောင်ရလားဆိုတာပါပဲ